ပစုံခြုံလေးပါဒါတော့ပဲပစုံအစ်စ်ခြုံလေးပါဒါပဲပစုံလေးဒါကတော့ကစုံကင်းပဲဖြစ်ပါတယ်ဟာမစောမထင်းကလည်းရှိကစုံကင်းကလည်းညိအားလေးကတော့ဘူးပင်နဲ့ချမောင်တော်လေးပါကျမစိုက်ထားမှာမဟုတ်ပါဘူးကျမယောက်ျားစိုက်ထားပါဒါတော့ကစုံအခင်းပါဒါတော့ဘူးဒီခုမှာပဲဖြစ်ပါတယ်ဒီမှာကျင်းကားဒီလေးလည်းတီးနေပါတယ်ဒါကတော့တပုတ်တီးတွေပါဒါကတော့ဘူးဒီပါဘူးဒီခုမှာပါဒီမှာတော့ကျိုးဆွဲစရာမလိုတဲ့ဒါတွေကတော့တပုတ်တီးတွေပဲဖြစ်ပါတယ်ဒါတွေကတော့တပုတ်တီးတွေပါအရှည်ကြီးဒီမှာတပုတ်တီးတွေပါဒါတွေကပစ္စည်းလေးပဲရှိသေးတယ်ဒါကတော့နည်းနည်းစားလို့ရနေပါတော့ဒါကြီးတပုတ်တီးတွေပါတော့မတော့ခွေးနေတာခွေးနေလို့ရှိရင်အောက်ကြမှာတော့ဆန်တာလာရင်တော့အကွေးလေးပေါ့နော်မွေကွေးလေးဆိုတော့ဒါတပုတ်ပင်နဲ့ဘူးနေမှာဖြစ်ပါတယ်ကျဲငါးလေးတွေကတော့ပစ်ကျက်နေပါတယ်သူဒီဟာလေးတွေဝါသွားတာတော်ကေတော့မှနားတူပါတယ်မတင်တဲ့ဟာလေးအများကြီးပဲဒီဘူးသီးလေးတေးလေးခုပါလားလို့ဒီမှာတွေ့တာဒီမှာတော့ဟုတ်တို့စားလို့ရတယ်အဲ့တို့စားတာလေးတွေပဲကြိုက်တယ်ဘူးသီးဟိုမှာတစ်လုံးဟိုတစ်ခဝဲတွေလားအော်အေးခဝဲကတော့တထောင်းနဲ့ဒီကုန်းချုပ်ပြီးတော့အခုမှတီးတာတဲ့ဒီမှာကြည့်အောင်ဒီမှာကြည့်ခဝဲရဲ့ဖြစ်ပုံလေးကြည့်ပါဦးဒီမှာမနေရှာနေရတာပူကြည့်လေးတွေခဝဲတွေလည်းလာအောင်မယ်ပေါ့နော်ခဝဲတွေလည်းခါတော့မလားတော့ချင်းငါးနေတွေ့မချင်းငါးတွေကလည်းအဖော်မရှိဘူးတပင်နဲ့ဆိုတော့ဒီမှာတစ်လုံးနဲ့စားလို့တော့ရတယ်အဖော်မရှိတော့မစားသေးဘူးဈေးထဲသွားမှဘူးသီးလေးတစ်လုံးပြုတ်ကြလာပါပြီတိန်ဒီကတော့ခရမ်းကစော့ပင်ပဲဖြစ်ပါတယ်ခရမ်းကစော့ပင်ကဘလောက်ထိမြင့်မားပြီးတော့တန်ဖွမ်းနေလဲဆိုတာအိမ်ခေါမိုးကိုထိတော့မယ်ဒီမှာကြည့်အောင်အမြင်အဲ့လိုဖွေးပြော့နာပဲဒါပေမဲ့လေငှက်တွေရှိတဲ့ခါကျတော့အသေးကတော့တိတ်မတင်ဘူးရှိတော့ရှိရပေါ့နော်ဟွာခန်းနေအောင်မသိဘူးပေါ့ဒီလိုလေးပဲတီးတယ်ဒီလိုလေးအသီးတွေကတော့တီးတယ်ဟိုအောက်မှာနည်းနည်းကျဲတာပေါ့နော်ခရမ်းကစော့ဒီမှန်လို့ရှိရင်ခိုင်လိုက်ကြီးပြုတ်သိမ့်နေရမယ်ဟာလေအမကြီးပြီးကြည့်ကောင်နေရှိတော့အဲ့ပြီးကြည့်တွေကဒီအပွင့်တွေကိုစိတ်ချတာဒီမှာကြည့်အောက်မှာဖွေးနာပဲအောက်မှာသူတို့စိတ်ချတာတွေနမိုးလေးအဲ့စားကလေးတွေစိတ်တာပဲလားညဘက်လင်းတို့တွေစိတ်တာပဲလားတော့မသိဘူးမကြီးခရမ်းကစော့မီကိုကြည့်ခေါင်းမိုးရောက်တော့အကြီး